အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြီးတော့ပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုအခုကြည့်နေတဲ့လူကတော်ရက်ရာသီဝင်လားဗျအဲ့ဆိုရင်တော့ဒီဗီဒီယိုကိုဆက်ပြီးတော့တခြားနားထောင်သွားဖို့လိုပါလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်ကဒီမှာတော်ရက်တွေရဲ့ဘောနော်ဒီရက်ပိုင်းဒီအခုဗီဒီယိုကြည့်လိုက်တဲ့အချိန်ကစပြီးတော့ဒီ4-5-6 လအတွင်းကတ်ကြမာတွေကိုကျွန်တော်ဘက်ကဒါရောကတ်တင်နေကျွန်တော်ကဟောကြားပေးတော့မှာဖြစ်လို့ပါအဲ့တော့အားလုံးတည်တည်ကြကြပဲ live ပါနားထောင်ပေးကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့အခုဒီနေ့ကတော့ကျွန်တော်ဒီမှာပေါ့နော်ဒီစန္ဒာမွာတဲမေရိုကြီးရဲ့ကတ်ပေါ့နော်ဒီကတ်နဲ့ပဲကျွန်တော်ကအားလုံးကိုဒီတော်ရက်တွေအားလုံးပေါ့နော်ကျွန်တော်ကဟောကြားပေးတော့မှာပါအဲ့တော့တည်တည်ချာလေး live ပါအာယုံ site နားထောင်ပေးဖို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်စပြီးတော့ဒီမှာကတ်တွေကိုကျွန်တော်ချိုးလိုက်ပါမယ်အာယုံစိုက်ကြည့်ပြီးတော့လိုရပေါ့ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီကတ်တွေကိုကျွန်တော်ချိုးမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကို pause လုပ်လိုက်မလုပ်ခင်ပါလုပ်ကောင်းဘာကိုသိတာမှာလဲဆိုကျွန်တော်ဒီအသက်ပြင်းပြင်း9ကရှူရမယ်အသက်ပြင်းပြင်း9ကရှူပြီးရဲ့ခါကျရင်ကျွန်တော်ဗီဒီယိုဆက်ပြီးတော့ပြန်ပြီးတော့ play လို့ရပြီလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့ဆိုအခုကျွန်တော်ဒီမှာ torrent တွေအတွက် host down ကိုကျွန်တော်ဟောကြားပြီးတော့မှာပါအဲ့တော့တေချာ live ပါနားထောင်ပေးပါဦးနော်ကဲအဲ့ဆိုရင်ကျွန်တော်ဒီမှာပထမဆုံးအနေနဲ့ဒီ torrent တွေကဒီလက်ရှိအခြေအနေမှာဘာတွေဖြစ်နေမလဲဆိုတော့နမိတ်ကိုကျွန်တော်အရင်ကြည့်လိုက်ပါပေါ့နော်ဟုတ်ပြီဗျကတော့မြင်ရပါမလားမသိရရတော့ဒီလိုပဲချလိုက်တော့ပေါ့နော်အဲ့တော့ဒီကျွန်တော်ပြောတာပဲလိုက်နားထောင်နေလိုက်ပေါ့နော်အဲ့တော့ပထမဆုံးမြင်ရတဲ့ကတ်ကဘာလဲဆိုတော့ the lava ဆိုတဲ့ကတ်ပေါ့နော်ဒီ lava ကတ်မှာကျတော့သူကဘာတွေကိန်းအောင်နေလဲဆိုရင်ကောင်းကြီးမင်္ဂလာတွေကြားရောက်လာတော့သူကဖော်ပြတယ်ပေါ့နော်ဒီထက်ကကတ်ထဲမှာဆိုရင်အဲ့လိုမျိုးဒီလက်ရှိမှာ torrent တွေကစမ်းပွင့်နေမယ်ပြီးတော့အဆက်သွယ်ကောင်းတွေရလာမယ်ပြီးတော့ငွေရေးကြေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေပေါ့နော်အဲ့လိုအခွင့်အလမ်းတွေအလုပ်ကိုင်နဲ့ပတ်သက်တဲ့အရာတွေအဲ့လိုအရာတွေပေါ်လာတတ်တယ်ဆိုတဲ့အတိုင်းတာကိုပြသလိုနောက်ပြီးတော့ဒီအခြေရင်းမှာလည်းကံခြေနေတွေကပွင့်လန်းလာမယ်အနေအထားတွေကိုဒီမှာမြင်နေရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့ဆိုဒီမလှမ်းမကန်းနာကတ်မှာလည်းဒီဗီဒီယိုကြည့်နေတဲ့ torrent တွေကဘယ်လိုမျိုးအခြေအနေတွေနဲ့ရှင်ဆိုင်ရနိုင်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်ဒီမှာကျတော့ strand တွေ့ရပေါ့နော် strand တွေ့တာဖြစ်တဲ့အတွက်တခါတလေမှာပေါ့နော်ကိုတခြားတစ်ဖက်လူကနေပြီးတော့ဒီနူးညံ့ခြင်းတွေနဲ့ချုပ်ကင်လာနိုင်တဲ့အနေထားပေါ့နော်နူးညံ့ခြင်းတွေနဲ့ချုပ်ကင်လာရဲဆိုတာတချို့ကကိုကပေါ့နော်ဒီလူတွေနဲ့ပတ်သက်ရင်ကိုကအမြဲတမ်းလုံးဝပေါ့နော်ကြမ်းတမ်းပေါ့နော်လူသိမသိတဲ့လူနဲ့ဆိုရင်ကိုကအပေါ်ရမှာဆိုကြအမြန်ကြောတင်းတယ်အဲ့လိုမျိုးခံစားရပြီမယ်ပေါ့နော်တကယ်တမ်းတေချာပေါင်းကြည့်တဲ့ခါကျရင်အကုန်လုံးကလုံးဝပေါ့နော်တကယ်လုံးဝဖြစ်ချင်တဲ့ဥစ္စာအကုန်လုံးကအနီးကလူတွေအဆင်ပြေအောင်လုပ်ပေးခြင်းနဲ့ကုညီပေးခြင်းနဲ့စိတ်သက်ရှိတဲ့လူတွေဖြစ်နေတာဖြစ်တဲ့အတွက်အနာဂတ်မှာအဲ့ဟာကိုအသုံးချပြီးပေါ့နော်သူတို့ကိုယ့်ရဲ့ဂုဏမေတ္တာစေတနာအဲ့ဒါကိုအသုံးချပြီးတော့ကိုယ်ချုပ်ကင်လာနိုင်တာမျိုးတွေရှိတော့အဲ့ဒါမျိုးနဲ့ပတ်သက်နည်းနည်းသတိထားသင့်တယ်စေတနာမလွန်ဖို့အဲ့လိုမျိုးမေတ္တာတွေအဲ့လိုမျိုးလွန်ကျွံသွားဖို့ပေါ့နော်အဲ့လိုအနေထားတွေကိုတစ်ချက်ကိုယ့်ဘက်ကဒီရပိုင်းပိုင်းခြားမှာပေါ့နော်တေချာလေးစင်ကျင်တင်တယ်ဆိုတဲ့ဥစ္စာကိုဒီမှာဖော်ပြနေရပေါ့နော်ဒီနမိတ်ကတော့ strand ဖြစ်လို့ပေါ့နော်ကို့မှာကြက်ခိုင်မှုတွေလက်ရှိမှာကိုကြက်ခိုင်ဒီအနာဂတ်ကိုရင်ဆိုင်နေနဲ့ကိုကြက်ခိုင်မှုတွေကြားမှာပေါ့နော်တခါတလေမှာကိုရဲ့အာယုံလွဲမမှုလေးတွေအဲ့လိုမျိုးလေးဂျုံနေတတ်တဲ့အနေအထားတွေလည်းတွေ့ရတယ်ဟုတ်ပြီအဲ့ဆိုရင်နောက်ထပ်သူ့ခံစားချက်တွေသူ့စိတ်ပိုင်းဆိုင်ရာမှာဘယ်လိုမျိုးခံစားနေလဲဆိုတာကိုကျွန်တော်တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာတော့သူက idea အသစ်တွေရလာဖို့ရှိတယ်ဒီအခုပေါ့နော်အခုဒီဗီဒီယိုကြည့်ပြီးတဲ့အပိုင်းခြားအတွင်းမှာကိုကောင်းထဲဖော်ခြင်းနေတဲ့အလုပ်တွေဆိုကောင်းထဲဖော်တဲ့နဲ့ပြီးတော့တချို့ကိစ္စတွေကိုပေါ့နော်အဲ့လိုမျိုးအင်အားနဲ့အနိုင်ယူဖြစ်ရှင်းတာဒါတေချာကိုဘက်ကပေါ့နော်ဒီညှိနိုင်နဲ့ဖြစ်ရှင်းတာအကောင်းဆုံးဆိုတဲ့နမိတ်တွေကို torrent တွေကဒီမှာပြနေပေါ့နော်ပြီးတော့ငွေကြေးကန်တွေလည်းပွင့်လန်းလာဖို့ရှိတယ်ကိုရှိကိုပေါ့နော်မထင်ထားတဲ့ဒီတောဘတ်နယ်ဘတ်အဲ့လိုမျိုးပေါ့နော်ဒီတောတွေကိုပြောပါတော့အဲ့လိုတောတွေကလာတဲ့တွင်းထွက်ပစ္စည်းတွေပါလက်ဆောင်တွေပါရတတ်တယ်တွင်းထွက်ပစ္စည်းဆိုတာတောထွက်ပစ္စည်းပေါ့နော်အဲ့လိုမျိုးဒီပြားရည်တို့ပါအဲ့လိုမျိုးလည်းပါတယ်အဲ့လိုတခါလေအဲ့လိုကြောက်တွေပါလည်းပါနိုင်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုနောက်ထပ်သူ့ဘေးပတ်ဝန်းကျင်ကသူ့ပေါ်မှာရောဒီ torrent တွေပေါ်မှာရောဘယ်လိုအခြေအနေရှိလဲဆိုတော့ကျွန်တော်ချက်ကြည့်လိုက်ပါပေါ့နော်ဒီကတ်နဲ့ torrent တွေကဘေးပတ်ဝန်းကျင်ကလက်ရှိမှာတော့ပေါ့နော်ဒီရန်ကန်ကောင်းနေကွာဒီလားဒီရက်ပိုင်းမှာအဲ့လိုမျိုးငွေကြေးလည်းကန်ကောင်းခရီးတွေလည်းသွားဖို့ရှိလာဖြစ်တဲ့အတွက်ဘေးပတ်ဝန်းကျင်ကလူတွေကဒီ
တော်ရက်တွေကချမ်းသာတာပဲဘောစီပဲအဲ့လိုအနေထားမျိုးတွေတော့အကုန်လုံးတော့ထင်နေလောက်ပြီပေါ့နော်အဲ့တော့ဒီမှာတော်တော်လေးတော့ကောင်းနေတဲ့ကတ်တွေပါကြီးပဲဘာလို့လဲဆိုတော့ဒီမှာ The Lover Strength Ace of Swords ပြီးတော့ Seven of Pentacles ပေါ့နော်အဲ့တော့ပြောရရင်တော့တော်တော်လေးပြည့်စုံနေပြီเนาะအဲ့တော့နောက်ဆုံးကျွန်တော်တို့ဒီဟောကုံလုံး Samurai လုံးလိုက်တဲ့ကတ်တကတ်ကျွန်တော်ချလိုက်မှာပေါ့နော်အဲ့တော့ဒီမှာ Case of Pentacles လည်းတွေ့တယ် Case of Pentacles လည်းတွေ့ရဆိုတော့ဒီ Taurus တွေကဒီချိန်မှာတော်တော်လေးဘယ်ကိစ္စတွေကတော်တော်လေးအဆင်ပြေနေမလဲဆိုတော့ဒီကျွန်တော်တို့ပေါ့နော်ဒီမှာငွေကြီးရပေါ့နော်ကိုလာပြီးတော့ယင်းနှိမ့်မြုပ်နှံပေးမဲ့လူတွေနဲ့ကြုံရတတ်တယ်ကိုပေါ့နော်ဒီအထောက်ပံ့ပေးမဲ့လူတွေအလုတ်တစ်တွေအလုတ်ကင်တစ်တွေလည်းရဖို့ရှိရပေါ့နော်ဟိုမှာအမွေရတာတွေပါလေဖြစ်လာနိုင်တယ်ပေါ့နော်ပြီးတော့ထီပေါက်ကိန်းတွေပါလေဒီမှာရှိနေတယ်ပေါ့နော်ပြီးသွားရင်သူတို့နဲ့ပတ်သက်ပြီးတော့ဒီပေါ့နော်ငွေကြေးကံကောင်းလာအောင်ဘာလုပ်လို့ရဆိုကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းအဟောင်းတွေပေါ့နော်အဲ့လိုမျိုးမသုံးတော့တဲ့ပစ္စည်းတွေကိုသက်ဆိုင်ရာအဲ့လိုမျိုးအသုံးဝင်တဲ့နေရာမှာလူဒန်းလိုက်တာမျိုးလုပ်တင်တယ်ပြီးတော့ဒီမှာဘာလဲဆိုတော့ပေါ့နော်ဒီဟိုဖျားနဲ့ပတ်သက်ပြီးတော့အလူငွေလာပြီးတော့အလူငွေလာကောက်တာတော့ဘာမျိုးဆိုရင်အဲ့လိုမျိုးအလူငွေထည့်လိုက်ရတာမျိုးကြုံရတတ်တယ်ပြီးတော့ဒီရက်ပိုင်းမှာလည်းအိမ်ကိုဧည့်သည်ကအဲ့လိုမျိုးလာမယ်ပေါ့နော်လာတဲ့ဧည့်သည်ကလည်းကိုယ်တော့ကောင်းတဲ့ဧည့်သည်အဲ့လိုမျိုးဖြစ်မယ်ဆိုတဲ့နမိတ်တွေဒီမှာတွေ့ပါတယ်ပြီးတော့ Taurus တွေအတွက်ဒီဗီဒီယိုကြည့်မိတဲ့ Taurus တွေအတွက်ကံကောင်းစေမဲ့အရာကတော့လက်ရှိမှာကအနီရောင်ပါအဲ့လိုမျိုးပြနေပါဘောနော်အနီရောင်လို့ပြရွှေရောင်နေမှာလဲရွှေရောင်လဲလိုအပ်တဲ့နေရာပဲဘောနော်အဲ့လိုမျိုးပွဲလန်းသပင်တွေပါတွားတဲ့အခါမှာဝစ်စင်ခြင်းဖြင့်ပို့ပြီးတော့ဝေကန်အောင်ပို့တက်လာစေပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဒီ Taurus တွေအတွက်ဟောစတန်ကတော့တော်တော်လေးစုံနေသွားပြီဖြစ်လို့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ပါနမိတ်ကောင်းနေဒီပါစေဗျ